မင်္ဂလာပါဒီနေ့ပြန်လည်မျှဝေပေးချင်တာကအဆက်ချရေးပေးစနစ်ရဲ့အသုံးဝင်ပုံနဲ့အားသာချက်တွေကိုပြန်လည်မျှဝေပေးချင်ပါတယ်ခင်ဗျာဒီအကြောင်းအရာလေးမစခင်မှာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေလက်လန်းမိသလောက်ရှာဖွေစုဆောင်းမျှဝေပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးပါဦးဆိုတော့စပြီးတော့လေ့လာကြည့်ရအောင်ပါဗျာအဆက်ချရေးပေးစနစ်ရဲ့အားသာချက်တွေကအများကြီးပါအမြင်သာဆုံးဥပမာနဲ့ပြောပြရရင်လူတစ်ယောက်ကရေ1 လီတာဘူးကိုတခါတည်းတောက်ပြီး10 ပိုင်ခရီးကိုသွားမယ်ဆိုရင်အစပိုင်းမှာဘိုက်ထဲမှာရေပြည့်နေတဲ့အတွက်ခြေလမ်းတွေကနှီးကွေးနေပါလိမ့်မယ်ခဏနေမှာပုံမှန်အတိုင်းလမ်းလျှောက်နိုင်ပါလိမ့်မယ်ခရီးတစ်ဝက်ကျော်လာတာနဲ့အမျှနောက်ထပ်ရေစာလောင်လာတဲ့အတွက်ခြေလမ်းတွေကပြန်လည်နှေးကွေးလာပါလိမ့်မယ်တကယ်လို့သာရေ1 လီတာဘူးကိုလမ်းမှာတည်သွားပြီး3 ခါလောက်ခွဲတောက်မယ်ဆိုရင်ခရီးစလေဆုံးရေငတ်တဲ့တန်ရေပြည့်တဲ့တန်နဲ့ပင်ပန်းနွမ်းနယ်မှုတန်ကိုကောင်းကောင်းကျော်လွှားနိုင်ပါလိမ့်မယ်အပင်တွေလည်းဒီသဘောပါပဲတခါတည်းရေများများနဲ့အပြည့်ရှံလောင်းတာထက်ရေနည်းနည်းနဲ့ခက်စိတ်စိတ်လောင်းပေးတာကိုပိုသဘောကျပါတယ်အဆက်ချစနစ်ကမြေကြီးတဲ့ကိုရေစိမ့်ဝင်မှုနဲ့လေတူတဲ့ရေအငွေ့ပြန်ဆုံးရှုံးမှုနှဲပါတာကြောင့်ရေလိုအပ်မှု40 ရာခိုင်နှုန်းအထိလျှော့ချပေးတယ်လို့ဆိုပါတယ်ပြီးတော့အဆက်ကျတဲ့နေရာဝန်းကျင်မှာပဲရေရှိတဲ့အတွက်အခြားနေရာတွေမှာပေါင်းပြက်ပေါက်ခြင်းကိုလျှော့ချပေးပြီးတီးနှံပင်အာဟာရလူယူစားသုံးမှုကိုကာကွယ်နိုင်သလိုပေါင်းမြက်ရှင်းပေးရတဲ့ကုန်ကျစရိတ်ကိုလျော့ကျစေပါတယ်ရေလိုအပ်မှုလျှော့ချပေးတဲ့အတွက်လောင်စာဆီကိုတက်တာစေတဲ့အပြင်စိုက်ခင်းကိုအာဟာရမြေဩဇာကျွေးတဲ့အခါမှာလည်းဆက်ချပိုက်ကတစ်ဆင့်ကျွေးလို့ရတဲ့အတွက်မြေဩဇာလေလွှဲမှုကိုလည်းလျှော့ချပေးပါသေးတယ်စိုက်ခင်းပြည့်ရေပေးမထားတဲ့အတွက်အပင်ခြေရင်းမှာတရက်နဲ့ရေခမ်းခြောက်ပြီးအမြစ်တွေကအောက်ဆီဂျင်ကိုတခဏနဲ့ပြင်ရတဲ့အတွက်အမြစ်တွေကိုကျန်းမာတန်ဆွမ်းစေပြီးအပင်ကြီးထွားမှုကိုလည်းမြန်ဆန်စေပါတယ်နောက်ပြီးမြေကြီးပေါ်ကယောဂပိုးနဲ့မှုယောဂတွေကိုလျှော့ချပေးပါသေးတယ်အခုနောက်ပိုင်းလေ့လာမှုတွေအရမြစ်ဖူနီမတုတ်တွေပုံမပွားများအောင်လည်းထိန်းချုပ်ပေးရလို့ဆိုပါတယ်နောက်ထပ်အားသာချက်ကတော့ကုံစိမ်းသီးနှံစိုက်ပျိုးတောင်သူတော်တော်များများလည်းကြုံဘူးမဲ့ထင်ပါတယ်စိုက်ခင်းကိုရေပေးသွင်းပြီးနောက်ရက်မှာမိုးရွာသွန်းခြင်းပါပဲစိုက်ခင်းရေဝချိန်မှာမိုးရွာသွန်းတာနဲ့အပင်တွေရဲ့အမြစ်တွေကအောက်ဆီဂျင်ပြတ်တောက်ချိန်ကြာမြင့်သွားတာကြောင့်အမြစ်နာပြီးငိုင်ကျသွားတတ်သလိုမှုယောဂါတွေလည်းကြာရောက်နိုင်ပါတယ်အဆက်ချစနစ်ကိုအသုံးပြုပေးခြင်းအပြင်အဆိုတက်ကအပင်ရင်းမှာပဲရှိတဲ့အတွက်အတော်တန်မိုးရွာသွန်းခြင်းကိုဂရုစိုက်စရာမလိုတော့ပါဘူးအခုမျှဝေပေးတာတွေကမြင်သာတဲ့အချက်လေးတွေပဲဖြစ်ပါတယ်အခြားအားသာချက်တွေလည်းကြံပါသေးတယ်အချုပ်အားဖြင့်ဆိုရရင်ကနဦးတက်စင်စိတ်ပိုကုန်နိုင်ပေမဲ့ရေရှည်မှာရေလိုအပ်မှုလုပ်သားလိုအပ်မှုဓာတ်မြေဩဇာသုံးစွဲရမှုတွေလျှော့ချပေးတဲ့အတွက်ကုန်ကျစရိတ်တွေသက်သာစေတဲ့ပြင်သီးနှံပင်ကျန်းမာတန်ဆွမ်းပြီးအောင်မြင်မှုရာခိုင်နှုန်းကိုပါတိုးစေပါတယ်ဒီနေ့အောင်ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေလက်လန်းမီသလောက်ရှာဖွေစုဆောင်းမျှဝေပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးစောင့်မျှော်ကြည့်ရှုပေးပါဦးသီးနှံစိုက်တောင်သူတိုင်းစိုက်သမျှသီးနှံထွက်တိုးပြီးထွက်သမျှသီးနှံဈေးကောင်းရကြပါစေဗျာကျေးဇူးတင်ပါတယ်